အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့စိတ်ခံစားချက်တွေကိုအမြဲထိန်းချုပ်ထားတာကောင်းသလားဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြချင်ပါတယ်ရှင်စိတ်ခံစားချက်တွေကိုအမြဲထိန်းချုပ်ထားတာကောင်းသလားဘဝမှာကြုံတွေ့ရသမျှတွေကိုခွဲခြားလိုက်ရင်နှစ်မျိုးပဲရှိမယ် pain and pleasure နာကျင်မှုရဲ့တာယာမှုရဲ့လူတွေကဘာကိုလိုချင်တယ်လဲဆိုတာကတော့ပြောနေစရာတော့မလိုဘူး pleasure ပဲလိုချင်တာပေါ့သူနဲ့အတူရှိချင်တယ်ဘာလို့လဲ pleasure ရလို့မာလာရှန်ကောစားချင်တယ်ဘာလို့လဲ pleasure ရလို့ဒီရုပ်ရှင်ကလေးကြည့်ချင်တယ် pleasure ရလို့ဒီနေ့ခေတ်ကလည်းတာယာမှုရစရာဆွဲဆောင်မှုပေါင်းကညောင်များစွာလေဒါရီနောက်ကိုကောက်ကောက်ပါအောင်လိုက်ရင်စိတ်တွေပင်ပန်းနေကြရတယ်လိုအင်းဆိုတာဘယ်တော့မှအတော်တက်တယ်ရဲ့လို့မရှိပေဘူးအစားကျွရင်အဝလွန်မယ်ယောဂတွေရမယ်လိန်ကိစ္စတွေမဆောင်စည်းရင်နာမည်ပြတ်မယ်မိသားစုထိခိုက်မယ်အဲ့လိုကိုယ်တိုင်ထိခိုက်တာအပြင်ဒီ pleasure တွေရဖို့အတွက်နဲ့တပားသူကိုဒုက္ခပေးတာတွေအထိပါလုံးမိလာတတ်တယ်ဒါကြောင့်ချုပ်ပြောရရင်ကိုယ်စိတ်တွေကိုထိန်းချုပ်နိုင်ဖို့အင်မတန်လိုအပ်တယ်သို့တော့အမြဲတမ်းကြီးချုပ်တီးထားတာကြကောင်းသလားဆိုကိုယ်တကိုယ်စာအရာတော့မကောင်းဘူးလို့မြင်မိတယ်ကိုယ်စိတ်ကိုကလေးတစ်ယောက်လိုပဲသဘောထားပြီး parenting လုပ်ရမယ်လိုက်လျောတင်တာလိုက်လျောတင်းကျပ်တင်တာတင်းကျပ်ဘယ်ဘက်ကိုမှအစွန်းမရောက်သွားစေနဲ့အတွေ့ရများတာတစ်ခုနဲ့ဥပမာပေးရရင်အချိန်တိုင်းတန်မာပြနေတာလဲသွားလို့မဖြစ်ဘူးဆိုပြီးမန်တင်းထားတာပေါ့အကြောင်းရင်းတွေအများကြီးရှိတယ်ကိုယ့်ကိုကြည့်ပြီးအာယူနေရသူတွေရှိလို့ရန်သူတွေဝမ်းသာနေမှာစိုးလို့ချစ်တဲ့သူတွေစိတ်မစင်းရဲအောင်လို့စသဖြင့်ပေါ့ကြာလာတဲ့အခါအပြင်းပန်းတာဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေတာအတွင်းထဲမှာကြိုးကျင်နေတယ်မတိတာပဲဘယ်နေမလဲအနိကရှိတဲ့သူတွေကသိတာပေါ့စိတ်တွေအကဲဆက်လာတယ်ဘာမဟုတ်တာလေးကိုအကြီးအကျယ်တုံ့ပြန်နေခံစားချက်တွေထုံထိုင်းလာတယ်ဖန်တီးနိုင်စွမ်းတွေကျလာတယ်အရက်တွေမူးယစ်ဆေးတွေသုံးမိလာတယ်ကြမ်းတမ်းလာတယ်ဒါကြောင့်ထိုက်တဲ့နဲ့ထွက်ပေါက်တော့ပေးဖို့လိုတယ်လူတကာရှိလဲပြိုပြနေဖို့တော့မဟုတ်ပေမဲ့ယုံကြည်ရတဲ့သူတွေစီရင်ဖွင့်တာအကူအညီယူတာနားတာငိုချပစ်တာစသဖြင့်လှုပ်ဖို့လိုလိမ့်မယ်အခန်းတစ်ခန်းဟာလေဝင်လူထက်ကောင်းရတယ်မဟုတ်ရင်အနံ့တက်မကောင်းနိုင်ဘူးညောင်တစ်ခုဟာရေစီးရေလာကောင်းရတယ်မဟုတ်ရင်ညောင်ပိတ်ပြီးခြင်တွေပေါက်လိမ့်မယ်လူဟာအစားစားနိုင်ုံနဲ့မပြီးဘူးစီးဝမ်းမှန်ရတယ်မဟုတ်ရင်နေလို့မကောင်းတော့ဘူးပြောချင်တာကဘယ်ရာမစိုးအဝင်ရှိရင်အထွက်ရှိရတယ်လဲပတ်နေရတယ်စိတ်ကလည်းဒီလိုပဲတနေ့တနေ့ကျွန်တော်တို့စိတ်ထဲကိုဖြည့်ဆည်းစရာတွေညဉ့်ညူးစရာတွေကအချိန်ပြည့်ဝင်ရောက်နေတာပြန်ထွက်စရာမရှိရင်ဒီစိတ်ဟာဘလို့နည်းနဲ့မှမကျန်းမာနိုင်ဘူး Resilient ရဲ့အဓိပ္ပာယ်ကလည်းဘာခံစားချက်ဘာစိတ်ဖိစီးမှုမှမရှိခြင်းကိုခေါ်တာမဟုတ်ဘူးအဲ့ဒါတွေကိုကင်တွယ်နိုင်တာအခြေအနေဆိုးတွေကနေပြန်လာနိုင်တာ
နလန်ထူနိုင်တာကိုဆိုလိုတာဒါကြောင့်ငိုစရာရှိငိုချလိုက်နားစရာရှိတာနားလိုက်ရက်တာမပြစ်လိုက်နဲ့အပီးအပိုင်သာမနားလိုက်နဲ့ကျွန်တော်ကလူတွေကိုစိတ်ချမ်းသာစေခြင်းနဲ့တူဘသူဘာဖြစ်ချင်လဲကိုမလုပ်ချင်လဲလုပ်ပေးလိုက်တယ်မကြိုက်နေလဲလိုက်လျောပေးလိုက်တယ်ကိုအစမပြေနေလဲမပြေချောင်းကိုပါဇက်ကထုတ်ပြောဖို့အင်မတန်ခက်တယ်ပြောမိသွားပြီးရင်လဲအားနာနေပြန်ရောဒါကြောင့်အပေါ်ယံဆက်ဆံရေးတွေမှာမတိတာပဲမဲ့နှက်ဆိုင်လာတဲ့ဆက်ဆံရေးတွေကိုကြာ healthy ဖြစ်အောင်မထိမ့်သိမ့်နိုင်တော့ဘူးအစမပြေတာကိုမပြေချောင်းထုတ်မပြောတဲ့အခါတစ်ဖက်လူကမသိတော့ဘူးပြဿနာဖြစ်စကားတွေများရမှာကိုလည်းပင်ပန်းနေသူ့ကိုလည်းစိတ်ချမ်းသာစေခြင်းနဲ့အဲ့ဒါနဲ့ကိုယ်ခံစားချက်တွေကိုအကုန်မျိုးသိပ်ကြာလာတော့တဖြည်းဖြည်းခံစားချက်တွေမေ့လာတယ်စိတ်ယုတ်ကြီးလို့ဖြစ်လာတယ်ကိုကသာတစ်ဖက်သက်ဖြစ်နေတာဟိုဘက်မှာကကိုဘာဖြစ်နေတယ်မသိဘူးအဲ့ဒီလိုနဲ့ဘယ်တော့မှစိတ်မတူတက်ခဲ့တဲ့သူမကျေနပ်တာတွေထုံမပြောတတ်တဲ့သူအမြဲတီးခံအလိုလိုက်ခဲ့တဲ့သူရဲ့ပထမဆုံးနှုတ်ထွက်စကားကလမ်းခွဲဖို့ဆိုပြီးဖြစ်လာတော့တယ်အဖူအထစ်တသေးကလေးတွေကိုမရှင်းခဲ့တဲ့အခါတောင်ကြီးလိုစုပုံသွားတာယောဂအသေးတော့မကုတ်ခဲ့တဲ့အခါခွဲထုတ်ရတော့ခက်တဲ့အဆင့်ဖြစ်သွားတာပေါ့တချို့ကောင်မလေးတွေအမျိုးသမီးတွေရှိရဲ့သူ့ရေးစားသူ့ကိုဘလို့တီးခံတာဘလို့အလျှော့ပေးတာသူ့ယောက်ျားကသူ့ဘာပြောတခွန်းမဲဆိုပါဇက်ကတော့ထုတ်မပြောဖြစ်ပေမဲ့စိတ်ထဲမှာပြောနေမိတယ်အဲ့ဒါမကောင်းဘူးနော်လို့ချစ်လို့ဖြစ်ဖြစ်ပြဿနာတက်မှာဆိုလို့ဖြစ်ဖြစ်အချိန်ပြည့်ချုပ်တီးခံနေတဲ့လူတစ်ယောက်ရဲ့စိတ်ဟာအင်မတန်မှန်းဆရခက်လို့ပဲအမြဲတမ်းပြောခဲ့သလိုအရာအလုံးမှာမျက်စိမှပြိပရာပါပဲစိတ်အလိုလိုက်ပြီးဒေါသအလျောက်ပြောမယ်ဆိုမယ်စိတ်ပျော်သလိုနေမယ်ဆိုလေဘဝမှာအမားတွေအများကြီးဖြစ်နေလိမ့်မယ်ပေါ့စိတ်အလိုလိုက်မိလို့မှားခဲ့တာတွေလည်းဘလောက်တောင်များခဲ့ပြီလဲတစ်ဖက်မှာလည်းအလွန်အမင်းချုပ်ထီးထားခြင်းကကိုယ်စိတ်ကိုမကြမ်းမာစေဘူးဆိုတာလေသတိပြုမိစေခြင်းနဲ့စိတ်စဉ်ပြေမနေတဲ့လူတစ်ယောက်ဟာသူ့ပတ်ဝန်းကျင်ကလူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတိဆောက်ထားနိုင်တယ်ဆိုတာလေအင်မတန်ရှားပါတယ်ဒါကြောင့်စိတ်ဝင်စိတ်ထွက်ကလေးကောင်းအောင်ထားနိုင်ဖို့သာအရေးကြီးဆုံးဖြစ်မယ်လို့မြင်မိပါတယ်ကျေးဇူးတင်ပါတယ်ရှင်